မုံဘူကောင်းမင်းချောင်းငါဘွားပြန်ခဲရပြီပဲအခုတော့မင်းအလဲရောက်အဆုံးတန်ရပြီသိခြင်းများလောမှုဖြစ်ခင်ရှင်ပြန်ထားမြောင်ရတဲ့အကြောင်းတွေအသိရဲ့မိတ်ထားရတဲ့ပြောမျိုးလို့နားရမပြန်ရှင်နေတဲ့ရစီတဲ့ပြန်မမေးပြီးအိမ်မတက်ခင်အကြောင်းမဲ့အတန်နဲ့ခင်ရဲ့ချောင်းစူတောင်းခဲ့ရသိခြင်းများဒီကဘာရဲ့လွင်ပြောက်သွားခဲ့ဖို့ဘာခင်မဲ့ထတူရအတရမဲ့ခါရတယ်ခင်နဲ့လုံးဝဖြစ်ပြီးစူတောင်းနေတူလောမှုဖြစ်ခင်ရှင်ပြန်ထားမြောင်ရတဲ့အကြောင်းတွေအတရမဲ့ခါရတဲ့ပြောမျိုးလို့နားရမပြန်ရှင်နေတဲ့ရစီတဲ့ပြန်မမေးအိမ်မတက်ခင်အကြောင်းမဲ့အတန်နဲ့ခင်ရဲ့ချောင်းSo don't careသိချင်များဒီဘာရဲလွင်ပြောသွားခဲ့ဖို့ဘာတခင်နဲ့ထတူ